မျက်နှာလေးနဲ့တစ်ဖက်သားနေတဲ့မူပိုတဲ့မိန်းကလေးရဲ့ကြာပိုတဲ့မိန်းကလေးရဲ့မင်းပန်းစီလို့ဆယ်ရက်ဆိုရရဲ့တကယ်တော့မောက်ပါလေရှင်တကားလောက်တော့ပန်ရမယ်ကြည့်ရဲ့ဟေးရှင်တကားလောက်တော့ပန်ရမယ်မောက်ကိုချစ်မလားကွယ်စိတ်တကယ်ကြီးတော့မတတ်နိုင်နဲ့တို့တို့လူပညာတဲ့ရှင်တကားလောက်တော့ပန်ရမယ်မောက်ကိုချစ်မလားလို့ကြီးတော့မတတ်နိုင်နဲ့တို့တို့လူပညာတဲ့ကျိုးစားရင်မရဘူးဖြစ်တယ်လို့ရှင်တကားကဆိုရတယ်မောင်ကျိုးစားလို့ရှာပါမယ်ကိုကိုကျိုးစားလို့ရှာပါမယ်စိတ်ကကြီးတော့မတတ်နိုင်နဲ့ရှင်တကားလောက်တော့ပန်ရမယ်ကြည့်တယ်ဟေးရှင်တကားလောက်တော့ပန်ရမယ်ဟုတ်တယ်ပါဟေး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 ကိုကျိုးစားလို့ရှာပါမယ်ဒီကတိတော့မတတ်နိုင်နဲ့ဒီနေ့တော့ပါရမယ်ချစ်စကားတစ်လောက်ပြောလဲကောင်းနေမိမဆောင်နေလေချစ်စရာမျက်နှာလေးနဲ့တစ်ပတ်သားနေတဲ့မူပိုတဲ့မိန်းကလေးရဲ့တရားပိုတဲ့မိန်းကလေးရဲ့မင်းပန်းစင်းတော့စိတ်နာကဆိုရရဲ့တကယ်တော့မောက်ပါကွယ်ရှင်နာကလောက်တော့ပန်ရမယ်ချစ်ရဲ့ရှင်နာကလောက်တော့ပန်ရမယ်မောက်ကိုချစ်မလားကွယ်ချစ်မှာပေါ့ရှင်နာကကြီးတော့မတတ်နိုင်လေကိုတို့လူပညာတဲ့ရှင်နာကလောက်တော့ပန်ရမယ်စိတ်ကိုချစ်မှာပေါ့လို့ကိုတို့လူပညာတဲ့ကျိုးစားရင်ပြောင်းနေတယ်လို့ရှင်းတကားကဆိုရတယ်မောင်ကျိုးစားလို့